မှတ်မိငါနေလို့မကောင်းတငယ်ချင်းရဲ့ဆိုတော့ငါကတည်သွားတာကြာပြီလေတဲ့လူတချို့မဟေလိတွေကိုအော်ဟေရင်ရုပ်ရှင်ရုံတွေကထွက်လာပြီးတရားပေါ်တက်သွားကြတချို့မြေထဲကြတချို့ကန်းကခွာမရဟိုဘက်ကန်းမှာဒီထက်ပိုကောင်းတဲ့ရုပ်ရှင်တွေရှိမယ်ဆိုတဲ့အတွေးနဲ့ငါအပြင်ထွက်ဖြစ်ရင်တော့ဘသူကိုမှစစ်မကြည့်ရတော့တာကြားပြီဆိုတာငါကမြင်ကိုမြင်ရတော့တာပါတဲ့ခေါင်းကိုအသာဆန်းဒီနေ့ညတော့ကျွန်တော်အိပ်ပျော်မဲ့နည်းလမ်းလေးပေးပါဆိုတော့ငါလည်းမအိပ်ရတာကြားပြီဘသူမှအိပ်မပျော်ကြတာလည်းကြားပြီတဲ့ဒါနဲ့ပင်ရှိပဲထွက်ထားလောကကြီးကိုခက်ရန်ကြည့်မိတော့လောကရန်ကိုယ်တိုင်ကရိုင်းနေဖြစ်နေတာမြင်လိုက်ရတယ်